ဒီဗီဒီယိုဟာမိသူတို့ဦးတယောက်ကိုမှထိခိုက်လို့သေးမရှိပါဟာသားအမြင်ဖြင့်သာကြည့်ပေးပါရန်အားလုံးကိုမေတ္တာရက်ခတ်အပ်ပါတယ်ဗျ ဟုတ်တယ်မရှိပါဘူးဒီနေ့နေမှာဆိုရင် ကရောကရောဒီပါကလားဟုတ်တယ်ဘုတ်ခနေပဲ အမိုးစုံနေလိုက်တာတော့လည်းမတောက်ဘူး တော့ရတဲ့ပါ သူတော့မတိုက်ဆိုင်ငါရရှိပြီတဲ့ဟုတ်တယ် တငယ်ချင်းတင်တော့ရှူးနဲ့ပန်းမယ်ဆိုရင်သူ့ကိုခေါ်ပါပန်းညင်လို့ဆိုပြီးတော့အမြဲတမ်းပြောတာကျွန်တော်ပန်းနေတော်သူမ ကျမတငယ်ချင်းလေးမှလည်းသူ့လိုတော့မတိုက်တဲ့သူရှိတယ်အဲ့တယောက်ကအောင်ရန်လေးကိုဒုံးနေရိုက်မယ်ဆိုရင်သူ့ကိုအမြဲခေါ်တကယ်လို့သူမလာနိုင်လဲဘီယိုကောခေါ်ပြီးအမြဲတမ်းရိုက်မှာတဲ့ခုတော့အောင်ရန်လေးကိုမရလို့အောင်နှက်ရဲ့ကိုယူသွားပြီစက်ပေါက်လေးတစ်ကောင်တော့ရနေပြီခုဒီကြိုက်နေတော့အောင်ရန်လေးမရလို့အောင်နှက်ရဲ့ကိုယူသွားတာအောင်နှက်တဲ့လဲမင်းမှာအမဲကိုလေးနဲ့မို့လား ဟုတ်တယ်နာမည်ပဲစင်တာပါအယောင်ကတော့ကွဲပါဟုတ်တယ် အေးနာမည်နဲ့လေးတော့